တန်လွင်မြင့်ဟဲ့တန်လွင်မြင့်ဘလောက်တောင်နားမလဲဘူးစာကြတာဗိတ်ရှိနှာဆိုထိတ်စည်းဆိုတဲ့အကောင်မြန်မာနိုင်ငံမှာမြစ်ပဒံစင်းရှိလေအမလေးဖန်ကန်းသားလဲရတယ်လှလိုက်တာ什么ဒါပါမြင့်လဲဟမ်ဒီမြင့်ဗာမြင့်တာတော့မသိဘူးလားဟမ်ဖန်အန်နဲ့မော်လမြိုင်ဗာမြင့်စီစဉ်နေလားပြောစမ်းမသိဘူးလေဟမ်တန်လွင်မြင့်ဟဲ့တန်လွင်မြင့်ဘလောက်တောင်နားမလဲဘူးစာကြတာဗိတ်ရှိနှာဆိုထိတ်စည်းဆိုတဲ့အကောင်မြန်မာနိုင်ငံမှာမြစ်ပဒံစင်းရှိလေမသိဘူးဘာမှမသိဘူးဟမ်စာဆိုဗိတ်စီနှာဆိုထိတ်စည်းဆိုတဲ့ဟာတွေနိုးတွေတောက်စီကတစ်ခုရှိရလေစမဘာလဲဒီဝင်ပန်းရောက်ရေချိုးစပြရေကလူစရာအနည်းတင်ပါကြောင့်ရေတော့ကိုနှစ်စားဖြစ်ပြီးတယ်ဟဲ့မမိနေကြည့်ဟမ်အဲ့မှာပေါ့ဆရာမတလားလုံးပြောခဲ့တာဟာမမိနေလဲဆရာမနောက်တစ်ခါထပ်ပြောဦးမနော်ဒီခက်မီနားထောင်ပြီးပေါ့ဒီမှာဘီဝင်းပန်းရောက်ရေချိုးစပြရေရပါပြီမပြောတော့ပါဘူးမလေးကျမတို့ရေကူးနေပြီရေကူးနေပြီအဲ့ဆိုဒီမှာကူးလေမြစ်ထမကူးရရဘီဝင်းပန်းရောက်ရေချိုးစပြရေယူသွားလိုက်မေးလိုက်ဘယ်လိုဖြစ်တာဟုတ်ဘာလို့မြင်ဘယ်လိုမဲတော့လဲဟောဘယ်မှာမြင်ပြင်ထွက်တော့မင်းရတယ်အေးကွာအဲ့လိုအဲ့လိုဒီမဲသွားရတော့ကွာစိတ်ညစ်တယ်ကွာဘယ်တော့မှမသိတော့ဘူးကွာဘောဘီဝင်းကိုမင်းနဲ့တဲမှာတကယ်ရွှေမုံလေးတွေပါတာပဲအိုးအမြုပ်လေးရလေဗျာနူးနူးညံ့ညံ့လေးနဲ့အစီနဲ့အညစ်အကြေးတွေကိုလည်းချူးပေါက်တွင်းပိုင်းတန်းစင်ပေးလို့ခံစားရရဗျာကြည့်ပါဦးတာတို့မျက်နှာလေးတန့်ပြီးဂလို့တော့တာပဲဗျာဘီဝင်းကိုပြင်းတဲ့ဘူးလေးတွေကိုနီးစက်ရဆိုင်ဒီမှာတွားဝယ်ပြီးတော့စမ်းသုံးကြည့်လိုက်တော့နော်တာတို့ကတော့အရန်ကြိုက်နေပြီဗျာဒူးမဲတထောင်မဲနဲ့တခြားမဲတဲ့နေရာတွေကိုအိမ်မှာပဲစခွက်လုပ်ပြီးတော့ဖြူအောင်လိုက်လို့ရမယ်ဆိုရင်စိတ်ဝင်စားပါစိတ်ဝင်စားရဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတာနော်တကြားလိုပါမယ်ရှင်တကြားကိုတော့ကိုလိုတလောက်လေးထည့်လို့ရပါတယ်ဘီယုံဝိုင်ကျွတ်စပြားလေးကိုလည်းကိုလိုတလောက်လေးထည့်လိုက်ပါဘေဘီမန်အစီဒါလေး၃မျိုးပဲလိုပါရှင်ဒီ၃မျိုးထည့်ပြီးပြီဆိုလို့ရှိရင်တော့ပိုးတို့ဒါအကုန်လုံးရောသမအောင်ဝင်မယ်ပေါ့နော်မွေးဘူးရည်ဆိုလို့ရှိရင်တော့နုံးနေအောင်စခွက်လေးကိုရပါပြီရှင်ဒီစခွက်လေးကိုတစ်နေ့ကို10မိနစ်15မိနစ်လောက်တိုက်ပေးမယ်ဆိုလို့ရှိရင်တိတာတဲ့အသားရည်လေးကိုပိုင်ဆိုင်မှာဖြစ်ပါရဲ့ဒါကတော့ပိုးတိုက်ပြထားတာပေါ့နော်သူကတစ်ခါလောက်ယုံနေလေတိတာရလက်ကိုရရမလို့တစ်ပတ်ကို2ခါလောက်အနည်းဆုံးလုပ်ပေးမယ်ဆိုရင်တော့ဒူးမဲ့တစ်ထောင်ပဲဒါတွေအကုန်လုံးကိုပိုင်လို့ရပြီနော်ပိုးတိုက်ပြနေနော်ပိုးဒီဗီဒီယိုရဲ့နောက်ဆုံးလေးမှာအဖက်မပါပုံထည့်ပေးထားပါရှင့်ဘီဝမ်ဝါရီဂျိုးစပြားကြီးကဗီတာမင် C ဗီတာမင် E နဲ့လက်တဲ့အက်ဆစ်တို့ပါဝင်တဲ့ကြောင့်လို့သူကအသားရည်ညစ်တာမဲတာတွေကိုဖြူစေတဲ့ဓာတ်ပါတယ်ပေါ့နော်အဲဒါကြောင့်တော်တော်လေးကိုမှအဆင်ပြေတယ်သူကရေချိုးပြီး2နာရီကျော်လောက်ကိုလည်းအနံတင်းတင်းလေးကြံခဲ့ရမှာပိုးတော့တော်တော်ကြိုက်တယ်ရှင်ဒါပိုးတိုက်ပြတာပေါ့ဒူးမဲ့တစ်ထောင်ပဲမဲတဲ့နေရာအကုန်လုံးတိုက်လို့ရရနော်ဒါကတော့တိုက်ပြီးတော့ reset လေးပါငါပြောမယ်အမှန်တရားဆိုလို့ဘယ်အောင်ပါရင်ကားအစီအစဉ်ဖြစ်ရတယ်对。班呀，你那山要熊了，俺都没熊。你也来，俺那山用熊吗？你也把这路二米标了，龙标怎么哇？你一路没标进龙标了，俺不标地震了不哈？标标。你啊，这个公路变得这样的呀，妈冇的。你把皮路搞死点皮啊来说啊，你要你没把要地的呀，妈冇的。哎呦，你嘛搞死点皮些，把皮的那嘛来没事有嘞？这的那。你那晒那家人嘛，这啥子苦西给路边的嘛？你之前都没去过，把皮路搞死点皮啊来说啊。来呀，我要不？来呀，我给我老几年嘞。今天冇得啊标的，啥用没用路的，
ပန်းရောင်ကားဆေးရန်ဖြစ်တာလဲဘယ်သူမှရေရမသိဘူးလေပြဿနာဖြစ်စရာဆိုလို့ရှိုင်းနေပဲရှိရတဲ့ပန်းရောင်ဘာလို့ကားဆေးရန်ဖြစ်တာလဲရှိုင်းတည်လား အဲ့နောက်မှပြောပါဟိုခုကောင်းရင်းနဲ့ဘူးတော့လောက်ကနည်းနည်းပြင်မှန်းလို့လေဗျာအေးလေးတော့ပဲပါလားနော်မောတဲ့မင်းဘာတွေကြိုးစားနေရလဲဟမ်မင်းဒီလိုလုံးနေလို့ရောမင်းလုံးချင်တာရသွားမယ်လို့မင်းထင်နေရလား အဲ့ဒါကြောင့်လည်းမစားရမယ်ပဲနဲ့ပတ်ဆိုတဲ့စကားပေါ်ပေါ်လာတာပေါ့ရှင်နဲ့ကျမနဲ့တဲ့ပုံပန်းအောင်မြင်ရင်ဘာဖြစ်သွားမလဲအဲ့ပုံကပန်းအောင်ဖုန်းထဲမှာရှိချင်ရှိနေအောင်မှာ ဟာ ပန်းအောင်ကအတိတ်ကိုအကုန်ပြန်တတိမရသေးလို့မေ့နေရပဲရှိချင်ရှိမှာ ဟမ်ပန်းရမင်းပန်းရသူပြောတာတကယ်မဟုတ်ဘူးနော်ကိုရှင်းပြပြစီကိုပြောနားထောင်ပါဦးနော်ပန်းရ ဘာလို့ရောက်ရမလဲတကယ်မသိတော့ဘူးရှိုင်းဘာလို့ပန်းအောင်ပေါ်မှာတစ်ဆက်ပေါက်ခဲ့ရလဲဘာလို့လောက်ခဲ့ရလဲ မဟုတ်ဘူးပန်းရမဟုတ်ဘူး ရှိုင်းရောက်ခဏနေပြီလားယင်ရှိုင်းဒီနေ့နောက်ကြမယ်ဆိုလဲပန်းရောင်ကိုယ့်ဘာကိုပဲပြန်လိုက်တော့မယ် ဒီနေ့ပဲနေကိုလာမကြိုပြန်ဘူးလားနရှိုင်းမှာသွားကြိုစရာတခြားကောက်မှလေးတယောက်ရှိနေပြီချင်းနော် နေရလဲငါ့ကိုကင်ဆာရေးလာပေးပြန်ပြီဒီရက်ပိုင်းသူ့မှာလောက်ဆရာရှိနေလို့ပါ အရှင်ကလည်းသူ့မှာလှုပ်ရှားအများရှိရပဲလေအဲ့တော့じゃနေကိုနေတိုင်းလာကြုံနေပြီးတော့ရှိုင်းဖုန်းခဏပဲ ဘာလို့ဖို့လဲ ဘာရှိလို့မပေးချင်နေရလဲခဏပဲလို့ ဘာလို့ဖို့လဲ ပေးမှလားမပေးဘူးလား ချောက်ပါကြောက် သူ့ဘာလို့တားရထား အကူမပါဘူး ကိုမအပ်ခိုင်းနေဘသူကအပ်မှာလဲရှင်အပ်ထားလို့ပေါ့ မအပ်ပါဘူးဆိုရင်မှားနေမိရလားမသိ ရှော့ အဲ့ကိုမအပ်ဘူးလို့ပြောနေဘာလို့ကိုမြုံတာတော့ ယုံကျင်စရာကောင်းနေလို့လား မယုံလဲနေကွာ နေကငါတငယ်ချင်းဖြစ်တယ်ဘာလို့ငါရေးစားမှလာလို့ မက်ရှိုင်းကိုငါမှနစ်ထက်ရင်ချစ်ခဲ့အဲ့တော့ညမငါချစ်သူလူလာလေပန်းရောင်ကအတိတ်ကိုအကုန်ပြန်တတိမရသေးလို့မေ့နေရပဲရှိတယ်ရှိတယ် ပန်းရသူပြောတာတကယ်မဟုတ်ဘူးနော်ကိုရှင်းပြပြစီကိုပြောနားထောင်ပါဦးနော် ပန်းရောင်နဲ့ရှိုင်းနဲ့ပြဿနာတက်ခဲ့လို့ပန်းရောင်ကားစီရန်ဖြစ်ခဲ့ရတာမလား မဟုတ်ဘူး ဟုတ်တယ်မလား မဟုတ်ဘူးပန်းရကိုရှင်းပြမယ်ကိုရှင်းပြသိချင်တာတော့သူပြောတယ်ဘာမှတခုမဟုတ်တာကွာပန်းရ ပ
ပန်းရအောင်ကိုပြောနားထောင်မအောင်ပန်းရအောင်ပန်းရကိုရှင်းပြနားထောင်မအောင်ပန်းရ ရှင်ပြောလေနှစ်ဆိုင်ရှင်ပါစက်ကြီးကပြောလေ ကိုမင်းကိုရှင်းပြနေလေဘာလို့ကိုမယုံရလဲ ဟာဒီလားလက်ပူးလိုက်ချက်မိထားတော့ရှင်ကဘာလို့ရှင်းပြချင်နေသေး ပန်းရမင်းဒီလိုတန်တရားနေဆိုငါတို့နှစ်ယောက်ရှင်းဆက်ဖို့အဆင်မပြေဘူးနော်ပန်းရဘာလို့လောရလဲဟမ် ပန်းအားလုံးတတိယပါကြီးဆိုင်ဘာလို့ပန်းရောက်မှာတစ်ဆက်ပေါက်ခဲ့ရလဲဘာလို့လောက်ခဲ့ရလဲ မဟုတ်ဘူးပန်းရမဟုတ်ဘူးဆိုင်တည်းရှင်းပြမယ်ဆိုင်ပြောတော့တိတ်ချနားထောင်ပေးမိုးတဲ့နဲ့ဆိုင်နဲ့ဘာမှမဟုတ်ဘူးဘာမှမဟုတ်အဲ့တော့ကလည်းမိုးတဲ့ချော်လဲမှာဆိုလို့ဆိုင်ကိုတွဲပေးလိုက်တာအဲ့တော့ဓာတ်ပုံထဲမှာအထင်လွဲကြတယ်ဖြစ်သွားတာကိုယုံမှာနော်ဆိုင်ပြောယုံမှာတော့ဆိုင်အဲ့တော့တယောက်တည်းကိုပဲချစ်တာပါကွာနော်ကိုပြောယုံမှာကွာနော်ပန်းရနော် လက်ဆိုင်မှာသွားကြိုစရာတခြားကောက်မှလည်းတယောက်ရှိနေပြီချင်းနော် နင်ကလည်းငါ့ကိုကင်ဆာလာပေးပြန်ပြီသူ့ဘာလို့သွားရထား အကူမတ်ပါဘူး